ကျွန်တော်ရဲ့အမျိုးကြီးမင်္ဂလာပါဗျဒီမနက်ကတော့လွဲခဲ့တယ်ဗောနော်လွဲရဆိုပြန်ကြာကြီးဆင်းခဲ့တယ်ပြန်ကြာကြီးဆင်းခဲ့တယ်ဆိုတော့ကျွန်တော်ဘေးပေါက်တော့မလဲဗျာဘေးဆီယာမှာဘေးပေါက်မှာမဟုတ်ပါညော်လင့်ထားတယ်လို့ဖြစ်မလားဗောနော်ညနေကျွန်တော်မိုက်ကြည့်လိုက်အောင်ဗျာ46 1ချင်း4ပတ်တီးကျွန်တော်ပေးတယ်4ပတ်တီးဗျ4ပတ်တီးပေးမှာဖြစ်ပါတယ်6 1ချင်းဆိုကျွန်တော်6နဲ့ဆိုရင်6 2 6 3 6 4ရယ်6ဘူးရယ်ကျွန်တော်4နဲ့4 5 4 8 4 4ပေါ့ကျွန်တော် main ကွက်အနေနဲ့တော့4 5ဖြစ်ပါတယ်ဗျတကွက်ကောင်းပေါ့နော်တကွက်ကောင်း4 5ဖြစ်ပါတယ်ကဲကျွန်တော် YouTube channel လေးကိုလူတစ်ကလေးလေးရ subscriber လေးနှိပ်ပြီးတော့လူဟောင်းတွေကတော့လက်မအသေးလေးတွေပေးပါအောင်ဗျနော်ကျွန်တော်အားပေးတဲ့အနေနဲ့အားလုံးကျေးဇူးတင်တယ်ပေါ့ညနေဒီ9 ကွက်ပဲထိုးပေါ့နော်ပတ်နိုင်တဲ့လူကတော့4 ပတ်ပါမပတ်နိုင်တဲ့လူဒီ9 ကွက်ကိုထိုးပါဗျပေါက်စေခြင်းတယ်ပေါ့ခုညနေတော့ဝင်လောက်မှထင်တယ်ပေါ့နော်ကျွန်တော်ဘာလို့လဲဆိုတော့9တစ်ပိတ်ထားလို့ပေါ့နော်တစ်ပိတ်ထားရင်ကျွန်တော်ခွန်4ပေါ့နော်ခွန်4ဆင်းတတ်ပါတယ်ညနေကျွန်တော်စုံကြိုက်တယ်ဆိုတော့ကျွန်တော်ပတ်သီးကို4ပဲပေးလိုက်တယ်မှန်တော့တစ်ဆင်းရင်ခွန်4လိုက်ပါတယ်ဗျ5ဆင်းရင်တော့3ညခွန်လိုက်တယ်ပေါ့နော်ကျွန်တော်အဲဒီနောက်ကဏ္ဍနေများမှကြလို့ခွန်နဲ့ကတော့မပေးတော့ခွန်နဲ့ကတော့မပေးတော့ဘူးနော်ခွန်နဲ့ထိုးခြင်းနဲ့ဆိုရင်တော့ခွန်3ညရယ်ခွန်3ရယ်ခွန်8ရယ်အဲ့ဒါ3ခွက်ပဲထိုးပါဗျခွန်ကြိုက်တဲ့လူတွေပေါ့နော်ကျွန်တော်ပေးရတော့ဒီမှာ4ပတ်တီးရယ်6 1ချင်းနဲ့ပေါ့6ကတော့ပတ်တီးမပေးတော့ဘူး6ကတော့ခုညက်နေကြရင်ကြခုညက်နေမကြရင်တော့ပေးတော့ဗျာ6ကတော့ခုညက်နေချနိုင်မလားနော်6 2 6 3 6 4 6ဘူးရပေါ့နော်ဘောင်းတော့ break အသစ်တွေချပေးမယ်ဆိုလို့6 2 6 3 6 4 6 6ဗရိတ်အဟောင်းထပ်သွားမယ်ဆိုရင်တော့ကျွန်တော်တို့လွဲမှာဖြစ်ပါတယ်ဒီမှာဒီကနန်းတွေကနော်အသစ်တွေနဲ့ပြန်ချိတ်ထားပါတော့ဗရိတ်အသစ်တွေနဲ့10ဗရိတ်ရှိမယ်9ဗရိတ်ရှိမယ်3ညဗရိတ်2ဗရိတ်ကျွန်တော်အကြိုက်ဆုံးတော့4 5တကွက်ကောင်း4 5ဖြစ်ပါတယ်ဗျဘော်တကူနေ့ညနေပေါ့နော်အားလုံးပေါက်စီပါပေါက်ကြပါစီဗျာ